တရားဓမ္မတွေအတုရှိခိုင်မြဲမယိုင်လဲဘူးလေလာလေအတူသွားကြမယ်ကျောင်းတော်ဝိဟာမလေးသာသနာအရှိတီးဖို့လေလူရန်ပါလေလူရန်ပါအဆွေတရားအလူတော်အလူတကာတို့ထဲအများဆုံးပါပဲလေလူကင်ပီတီတို့ဝေလူစဲလူပြေးစိတ်ထားမပြတ်ပါပဲဘုရားညွန်ပြတရားဓမ္မတွေအတုရှိခိုင်မြဲမယိုင်လဲဖို့လေလာလေအတူသွားကြမယ်ကျောင်းတော်ဝိဟာမလေးသာသနာအရှိတီးဖို့လေလူရန်မလေးလူရန်မအဆွေတရားအလူတော်အလူတကာတို့ထဲအများဆုံးပါပဲလေရုပ်နဲ့ခန္ဓာရှိတဲ့၍မြဲခြင်းဟာမမြဲခြင်းပါပဲဖြစ်သည်မြဟာပြည့်ဖို့ပါလေဖြစ်တဲ့တွေနဲ့မတည်မြဲတဲ့ဘဝရှိခွင့်မြင်နိုင်စေဤတရားများနည်းညလာကြစေလူကင်ပီတီတို့ဝေလူစဲလူပြေးစိတ်ထားမပြတ်ပါပဲဘုရားညွန်ပြတရားဓမ္မတွေအတုရှိခိုင်မြဲမယိုင်လဲဘူးလေလာလေအတူသွားကြမယ်ကျောင်းတော်ဝိဟာမလေးသာသနာအရှိတီးဖို့လေလူရန်မလေးလူရန်မအဆွေတရားအလူတော်အလူတကာတို့ထဲအများဆုံးပါပဲလေရုပ်နဲ့ခန္ဓာရှိတဲ့၍မြဲခြင်းဟာမမြဲခြင်းပါပဲဖြစ်သည်မြဟာပြည့်ဖို့ပါလေဖြစ်တဲ့တွေနဲ့မတည်မြဲတဲ့ဘဝရှိခွင့်မြင်နိုင်စေဤတရားများနည်းညလာကြစေလူကင်ပီတီတို့ဝေလူစဲလူပြေးစိတ်ထားမပြတ်ပါပဲဘုရားညွန်ပြတရားဓမ္မတွေအတုရှိခိုင်မြဲမယိုင်လဲဘူးလေလာလေအတူသွားကြမယ်ကျောင်းတော်ဝိဟာမလေးသာသနာအရှိတီးဖို့လေလူရန်ပါလေလူရန်ပါအဆွေတရားအလူတော်အလူတကာတို့ထဲအများဆုံးပါပဲလေစီကြီးရှိုက်တီးလို့မြည်လေလေရှိပါကုသိုလ်နိုင်တို့ပြတ်နေပြီလေဘုရားညွန်ပြတရားဓမ္မအရေးမှာကိုလုံးကဤချမ်းပါစေရုပ်နဲ့ခန္ဓာရှိတဲ့၍မြဲခြင်းဟာမမြဲခြင်းပါပဲဖြစ်သည်မြဟာပြတ်ဖို့ပါလေရှိမှမြင်နိုင်စေဤတရားများနည်းညနာကြ
မကြကြီးရွာဘုလားကုန်းကြီးရွာနဲ့ကျွညမင်းသားကြီးရွာတွေမှာရှိကြသောဓမ္မမိတ်ဆွေသူတော်စင်ပေါင်းတို့ဗျာ1389ခုနှစ်ဘိုးရွယ်လာဇန်9ရက်နေ့မန္တလေးတိုင်းဒေသကြီးပသိမ်ကြီးမြို့နယ်ဘုလားကုန်းကြီးရွာအုပ်စုဓမ္မကြကြီးရွာရွာဦးကျောင်းသမိုင်းဝင်တိမ်စင်ကျော်မြတ်ရွှေထီတော်တင်အကျိုးဓမ္မသဘင်တရားဝဲတွင်တရားဝဲကုသိုလ်ရှင်များဖြစ်ကြသောဥပောလှရောရွှေကြီးဥကျော်ဝဲဒေါတာချိုသာဘုရားဒါယကဥပေါ်ထုံးအောင်တမိဘုရားဒါယီကမဒေါ်ယူလက်မိသားစုတို့၏ဓမ္မသဘင်တရားဝဲတွင်ဘုရားကုန်းကြီးရွာရွာဦးကျောင်းဆရာတော်အရှင်နေမလမနိဗ္ဗာန်ရောက်ကြောင်းတရားတော်များကိုဒီနေ့ည9 နာရီချိန်တွင်ဟောကြားရှင်းပြသွားမှာဖြစ်ပါတယ်ဓမ္မမိတ်ဆွေသူတော်ကောင်းပေါင်းတို့များဗုဒ္ဓဤတပိတာဓမ္မတပိကရှင်သူများဟောကြားတော်မူရသောတရားအရှင်ဓမ္မဉာဏ်များကိုကြွရောက်လာယူနိုင်ကြပါရန်တရားချစ်ခင်သူတော်စင်ပေါင်းတို့အားမေတ္တာရှိထား၍တရားနာကြွရောက်ကြပါရန်ယုတိလေးစားစွာဖြင့်နှိုးဆော်ဤကြအပ်ပါသည်များ ဓမ္မဒေသနာဖြာဖြာကိုနေရတကြဟောညွန်ပြ၍ဓမ္မကတိကကြောင့်ဆရာတော်ထင်ပါကြရှင်မြတ်ဗျာမယံအရှင်ချမ်းပါဝင်ခါစား၍တရားမြတ်ဓမ္မခံကိုနာယူရင်လူလာသည်ဘုရားတပည့်တော်များသည်စတုတိစံအစိရဏအနိမဟာဖြစ်တဲ့သစ္စာလေးရဲ့တရားမြတ်ကိုအာဇာနတံဟုတ်တိုင်းရဲ့အမှန်ဧကံမြေမတိနိုင်ကြကုန်သည်ဖြစ်၍အာဇာနတံယုတ်တရားကဒီလိုနတ်စရောဒီနီဟုမခီလမန်ကိုဧကံမတိနိုင်ကြကုန်သည်ဖြစ်၍ဓမ္မခန္ဓ
Amago wing, amaji way, a mean letter. Moha kori maudijin. Aura, I never nazago, nazalo minda. Amaruji bekasi re, kizi malu ali doja. Karuna dake, jinga jidra simye myadi, vida saidina, tandra neda kuinga, amamba edi banihu, wa karuna tasu bayi, rayu pengida saidin. Naivana Bharatam is it Pyarya, is it Dadi, Mahavaiman Yanaivandu, Ikamadre Yoshi Siddhato, Jaman Sivamagi Tajam Vividi, Doi Dika Didanago, Jaman Madango Chi, Salami Dazasi, Walwin Dida Didanago, Didu, Tedida Karigo, Deketanaga Chi, Abedo Malayali, Kemagatanaye, Kojaram Vayan, Sirana Tanani, Quimban Yauja Abadi, Siaro the King, Asindu Yajipia. တရားမြတ်ဆုံးယရနာတရားမြတ်ဆုံးယရနာသံဃာမြတ်ဆုံးယရနာယရနာမြတ်သုံးပါးအပေါင်းနှင့်အမိအဖဆရာသမားတို့ဤညပြပြည့်စုံကျေးဇူးကိုရှိခိုးပူဇော်ဖူးမြော်မှန်လျော့ကြောကြပါစို့ခင်ဗျာဆုတောင်းမြည်သမိုင်းဝင်သိမ်းစီရီတော်မြတ်ကြီးဉာဏ်တော်ဆင့်ဉာဏ်တော်မြင့်ထီတော်အသက်တင်လူတော်အလူမင်္ဂလာပွဲမကျင်းပမီအကျိုးဓမ္မသဘင်စဉ်ကျင်းပကြရာအခါသမယ၌ဖရာတရားသံဃာယရဏမြတ်သုံးပါးအပေါင်းတို့အားယုတိမြတ်တို့လက်အိုမိုး၍ရှိခိုးပူဇော်ဖူးမြော်မှန်လျော့ကတော်ကြရသောပူဇော်တာတက္ကေသကာရဝပဏာမကုသိုလ်ကံစေရနာ
စောက်တည်စေစောက်တည်လက်တံဖြစ်သောတရဏဂုံ3ပါးနှင့်တကွာအင်္ဂါ5ပါးနှင့်ပြည့်စုံသောသီလတော်မြတ်ကိုကျင့်သုံးခံယူစောက်တည်ရသောသီလကုသိုလ်ကံစေရနာတရားတော်ကိုနာဟုစေနာဟုလက်တံဖြစ်သောဓမ္မတဝနာဘာဝနာမယကုသိုလ်ကံစေရနာဤသို့ပေါင်းစုမြတ်ကောင်းမှုတို့ကြောင့်အာလုံးသောတရားနာပရိသတ်ပေါင်းသူတော်ကောင်းတို့သည်မိမိတို့သည်ယနေ့ကသမတ်ဖို့နိဗ္ဗာန်တိုင်သည်တရားသည့်တိုင်အောင်အသက်ရှိခြင်းအစင်လာခြင်းချမ်းသာကြည်ခြင်းခွန်အားကြီးခြင်းဉာဏ်ပညာထက်မြက်ခြင်းဘုံတကုတေဇောအာနုဘောကြီးခြင်းမရသေးသောစည်းစိမ်ဥစ္စာတို့သည်ရရှိခြင်းရရှိပြီးသောစည်းစိမ်ဥစ္စာယတနာတို့သည်အကျေအကဲမြတ်တည်တံခြင်းအစရှိသောကောင်းကျိုးချမ်းသာမင်္ဂလာတို့နှင့်ပြည့်စုံကြ၍အဆုံးသောဘဝနောက်ကာလ၌လုံးစုံသောဖယားစာရသောရိယာသူတော်ကောင်းတို့သည်ရောက်အပ်ရအပ်သိမြင်အပ်သောမတ်ဖို့နိဗ္ဗာန်ဆိုတဲ့တရားတော်မြတ်ကြီးကိုလင်းမြန်စွာစွာရလွယ်ရောက်လွယ်မျက်မှောက်ပြုလွယ်နိုင်ကြသည်ဖြစ်စေကဲဦးဇင်းတို့တရားလေးနည်းငယ်များတော့နာယူမှတ်သားလိုက်ကြအောင်နော်ဦးဇင်းတို့ဒီနေ့တရားပွဲမှာစတင်ပြီးတော့ပြောရမယ်ဟောရမယ်ဆိုလို့ရှိရင်ယနေ့1389ခုနှစ်တဘိုရဲလာဇန်9ရက်နေ့ညချမ်းအခါသမယ၌မန္တလေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပသိမ်ကြီးမြို့နယ်ဘိုးလာဝန်ကျေးရွာအုပ်စုဓမ္မကြရွာဦးကျောင်းသုတောင်းမြေသမန်းဝင်သိမ်စီတီတော်မြတ်ကြီးဤဉာဏ်တော်ဆင့်ဉာဏ်တော်မြင့်ဉာဏ်တော်ဆင့်ဉာဏ်တော်မြင့်ပွဲနှင့်ထီတော်သစ်တင်လူပွဲကျင့်ပရာအကျိုးဓမ္မသဘင်စင်ကျင့်ပရာအခါ၌ဖျားတကာဖျားမယန္တကာယမများဖြစ်ကြသောဓမ္မပူဇာဓမ္မဒါနကုသိုလ်ရှင်များလည်းဖြစ်ကြသောအမတဒါနကုသိုလ်ရှင်များဖြစ်ကြသောဖျားတကာကျောင်းတကာကြီးယန္တကာကြီးဥပေါ်လဒေါ်ရွှေဥကျော်ဝင်းဒေါ်သာချိုတို့အားအမှုထားပြီးတော့ဖျားတကာကျောင်းတကာယန္တကာကြီးဥပေါ်ထွန်းအောင်ဒေါ်ယူလက်သာမောင်ပြေဟိန်းထွတ်သမီးကိုဟိန်းသူမဆုယရနာမြေမတ်အိမ်ချူးကျစင်မိသားစုတို့ကနေပြီးတော့ဓမ္မကြရွာဦးကျောင်းသုတောင်းမြေသမိုင်းဝင်သိမ်စီရီတော်မြတ်ကြီးဉာဏ်တော်ဆင့်ဉာဏ်တော်မြင့်ထီတော်အသက်တင်လူပွဲမကျင့်ပမီအကျိုးဓမ္မသဘင်စင်ကျင့်ပရာအခါမှာဦးဇင်းအနေနဲ့ဒီနေ့တရားဟောမယ်လို့ယူချက်ထိထားတဲ့ဟာလေးကတော့နည်းနည်းပဲဦးဇင်းပြောမှာပေါ့ဗျာနော်။ဘာလို့ဆိုတော့အရှိကြီးပြောလို့လည်းမရဘူးဦးဇင်းတို့ဘုရားတကာဘုရားမာတွေလည်းတရားပွဲဘယ်နှညရှိသွားပြီတော့3ညရှိသွားပြီဟုတ်လားတရားလည်းတော်တော်လေးဟိုနှစ်ပြီးတော့ပါပြီဟုတ်လားဦးဇင်းအနေနဲ့ဒီကနေ့ဟောဖို့တိုင်တဲ့ရည်ရထားတာကတော့နည်းနည်း3မျိုးလောက်ရှိတယ်ဟုတ်လားအဲ့ဒီ3မျိုးထဲမှာဦးဇင်းစဉ်းစားတယ်ဟိုလူရင်းကြတာလေးတွေနည်းနည်းလေးပဲပြောပြီးတော့တရားဝဲကသိမှဖြစ်မှာဟုတ်လားဦးဇင်းကဘာလို့ဆိုအကြာကြီးမထနိုင်ဘူးနော်အကြာကြီးမထနိုင်ဟုတ်လားအဲ့ဒါလေးတော့သိခံဖို့ဟုတ်လားအကြာကြီးမထနိုင်တော့ဒါကြောင့်မလို့ဦးဇင်းအနေနဲ့ဒါနင်းငမြတရားဟောပြီးတော့ဒါသူတို့သိမှပေါ့နော်ကိုဦးဇင်းအနေနဲ့တရားဟောမယ်ဆိုတော့တရားဆိုတဲ့ပါဠိလေးမြန်မာလိုတရားပါဠိလိုဓမ္မသိတာပါတယ်တော့ဦးဇင်းကသူများမဟောတာဟောရမှာဟုတ်လားသူများမဟောတာဦးဇင်းဒါတရားတွေပါနားထောင်ကြည့်ပါတယ်နားထောင်ကြည့်တဲ့အခါမှာတချို့ဘုန်းကြီးမဟောတာတွေတော်များများရှိတယ်အဲ့ဒါလေးတွေကိုမဟောတာတွေဦးဇင်းနေနဲ့ဒါပြောပြမှာပေါ့နော်ကဲမြန်မာလိုတရားပါဠိလိုဓမ္မဓမ္မမဟုတ်ဘူးပါတယ်ဓမ္မဟုတ်လားတချို့ကဓမ္မနဲ့ဓမ္မမဟုတ်ဘူးဓမ္မပေးတာပါတယ်တော့ဓမ္မဆိုတာတရားအဲ့ဒီတရားဆိုတာကဘာကြောင့်တရားလို့ခေါ်တာလဲလို့မသိသေးဘူးလား
ကဲဦးဇင်းတို့မေးလိုက်မေးတရားတော်ပေါင်းသူတော်ကောင်းတို့တွေတရားဆိုတာဘာကြောင့်တရားလို့ခေါ်တာလဲမေးလိုက်တော့ဘယ်လိုဖြေရှင်းမလို့ဟုတ်လားအဲ့ဒါလေးလိုတယ်နော်တရားဆိုတာကဘာလို့တရားလို့ခေါ်တာလဲဆိုတော့ तू ရှိတယ်လေဓမ္မတရားအဓမ္မမတရားတရားတာရဲ့မတရားတာရဲ့နှစ်ခုရှိတယ်နှစ်ခုရှိတဲ့အချိန်မှာဦးဇင်းတို့အနေနဲ့ဒီနေ့ညဟောမှာကဘာတဲ့တော့ဓမ္မတရားဟုတ်လားတရားဆိုတာကမြတ်စွာဘုရားဟောထားတဲ့တရားတွေထဲမှာဓမ္မဆိုတာဘာကြောင့်ဓမ္မလို့ခေါ်တာလဲဆိုရင်ယထာနုသိတ္တံပရိပစ္ဆမာနိစတုတုအပါယေတုအပတ္တမာနိဓာရီတိတိဓမ္မောဒီကြမှတ်ထားနော်ဘာပြောတာလဲဆိုလို့ချင်းမြတ်စွာဘုရားဆုံးမတော်မူတဲ့အတိုင်းကျင့်ကြံကြိုးကိုအားထုတ်မယ်ဆိုလို့ချင်းအပယ်၄ပါးမရောက်အောင်စောင့်တတ်တဲ့အတွက်ကြောင့်မို့လို့ဓမ္မဒီကြမှတ်ထားနော်ဦးဇင်းတော်စာချသလိုပြောအောင်ပါပဲဟုတ်ကလားဒါမှသဘောပေါက်မယ်နော်ဘာဖြစ်လို့ဓမ္မလို့ခေါ်တာလဲလို့ဆိုလို့ချင်းမြတ်စွာဘုရားဟောကြားတဲ့တရားတော်အတိုင်းကျင့်ကြံကြိုးကိုအားထုတ်မယ်ဆိုလို့ချင်းအပယ်၄ပါးတို့မှဟုတ်လားအပယ်၄ပါးတို့မှမကြရအောင်စောင့်တတ်တဲ့အတွက်ကြောင့်မို့လို့ပြီးသားဘာလို့ခေါ်ဒီကမှတ်တာနော်ဟုတ်လားဟုတ်ပြီအဲ့လို့ဆိုရင်နောက်တနည်းကဘာလဲဆိုလို့ချင်းတန်တာရဒုက္ခိအပတ္တမဏိကတ္တဝါဓာရီတိတိဓမ္မောဟုတ်လားတန်တရာဝဆင်းရဲကိုမကြရအောင်စောင့်တတ်လို့ဓမ္မဒီဓမ္မထာနော်ဒီတရားဇုမဟောမှလည်းမဟုတ်ဘူးဟုတ်လားဦးဇင်းတော်ဓမ္မတွေကိုဦးဇင်းနေနဲ့တရားဟောတာလည်းပြောရင်ပြောလို့ရတယ်ဟိုစာချတဲ့ပုံစံပြောတာရင်ပြောလို့ရတယ်ဟုတ်လားဒါမဲ့လို့ဦးဇင်းကသိချင်နားလေးတက်စေချင်တဲ့စံတန်းတဲ့ဦးဇင်းကြကြနာနာပြောတာဖြစ်တယ်နော်အဲ့ဒါလေးကိုတော့အလုံးမှတ်သွားကြပါဟုတ်လားဘာဖြစ်လို့ဓမ္မလို့ခေါ်တာလဲဆိုလို့ချင်းတန်တရာဝဆင်းရဲဝဒုက္ခတွေကိုမကြရအောင်စောင့်တတ်တဲ့အတွက်ကြောင့်မလို့ဘာလို့ခေါ်တယ်ဓမ္မရဲ့တယုတ်ဘယ်နှမျိုးပြလိုက်လို့နှစ်မျိုးပြောလိုက်တယ်ပိဋကဘယ်နှမျိုးပြောလိုက်တယ်နှစ်မျိုးလို့ပြောလိုက်တယ်နံပါတ်1ကမြတ်စွာဘုရားဟောတော်မူတဲ့အတိုင်းဆုံးမတော်မူတဲ့အတိုင်းကျင့်ကြံကြိုးကုပ်အားထုတ်မယ်ဆိုလို့ချင်းအပယ်၄ပါးမကြရအောင်စောင့်တတ်လို့ပိဋကဘာလို့ခေါ်ဓမ္မလို့ခေါ်တယ်နောက်တစ်ချက်ကတန်တရာဝဆင်းရဲဝဒုက္ခတွေကိုမကြရအောင်စောင့်တတ်လို့ပိဋကဘာလို့ခေါ်တယ်ဓမ္မလို့ခေါ်တယ်သဘောပေါက်တယ်နော်အဲ့လိုဆိုဓမ္မဆိုတော့ဦးဇင်းတို့တရားတော်ပေါင်းတော်ကောင်းတို့တွေတရားနာနေတဲ့အခါမှာငါတို့တွေဟုတ်လားတရားကိုဒီနည်းညာဆိုရင်၄ညာရှိပြီငါတို့တရားနာလို့ချင်းငါတို့ဘာအကျိုးတရားတွေရတော့မသိသင်ဘူးလားကဲဦးဇင်းတို့တရားတော်ပေါင်းတော်ကောင်းတို့ဒီနည်းညာဆိုတရား၄ညာဖြစ်ဖြစ်၄ညာတရားနာကြတယ်ငါတို့တရားနာလို့ချင်းဘာအကျိုးတွေရတယ်လဲလို့ဒါလေးလည်းမသိသင်ဘူးလားဘာအကျိုးတွေရတာတယ်တော့ဒါလည်းပဲသိတင်တာပဲဒါလည်းဟောကြလားဆိုရင်မဟောဘူးလွယ်လို့မလို့ဟောတာလားခက်လို့မဟောတာလားတော့ဦးဇင်းတော့မပြောတတ်ဘူးပေါ့နော်ဟုတ်လားတရားနာခြင်းကြောင့်ရရှိတဲ့အကျိုးတရားဘယ်နှပါးလဲဆိုရင်၅ပါးရှိတယ်ဒီကြမှတ်သွားနော်ကဲဒါမှမောတော်ကောင်းလို့တွေဟုတ်လားခင်ဗျားတို့တရားနာပြီးတော့ကဲရွာတဲ့လူတယောက်ကနေပြီးတော့အမျိုးသားပဲဖြစ်အမျိုးသမီးပဲဖြစ်ဟာအတော်ကြီးအမကြီးညီမလေးအကိုဟုတ်လားဦးကြီးဦးလေးခင်ဗျားတို့တရားနာတာတော့မှန်ပါတယ်ဗျာဒါမှမဟုတ်ခင်ဗျာတရားနာလို့ချင်းဘာအကျိုးတွေရတော့တရားနာခြင်းကြောင့်ရရှိတဲ့အကျိုးတွေကခင်ဗျာဘယ်နှပါးရှိတော့မေးကြလို့ချင်းမသိပါဘူးကွယ်ဆိုရင်တော့ပြီးပါရောကဲဘလို့ဖြေချင်းမလို့အဲ့ဒါကောင်းသလားဆိုရင်မကောင်းဘူးဟုတ်ကလားဒါကြောင့်မလို့ဦးဇင်းတို့တရားမောသူတော်ကောင်းတို့တွေတရားနာလို့ချင်းတရားနာခြင်းကြောင့်ရရှိတဲ့အကျိုးတရားဘယ်နှပါးလဲ၅ပါးရှိတယ်ဘယ်နှပါးလဲအဲ့ဒီ၅ပါးကဘာလဲဆိုလို့ချင်းမြတ်စွာဘုရားအင်္ဂုတ္တပါဠိတော်ဒုတိယအုပ်ဓမ္မတဝနာဆိုတဲ့သုတ်တံမှာဟောထားတာရှိတယ်နော်ဒီကြမှတ်သွားနော်မြတ်စွာဘုရားအင်္ဂုတ္တပါဠိတော်ဒုတိယအုပ်ဓမ္မတဝနာဆိုတဲ့ဟုတ်လားသုတ်တံမှာဟောထားတာရှိတယ်အဲ့ဒါလေးကဘာလဲဆိုရင်ပင်စီမေဘေခဝေအာနိတန္တာဓမ္မတဝနေပင်စီမေဘေခဝေအာနိတန္တာဓမ္မတဝနေဘေခဝေမဲ့ဖို့နိဗ္ဗာန်ကိုလိုလားကြတဲ့မြို့ကောင်းသားမြို့ကောင်းသမီးပေါင်းသူတော်ကောင်းတို့ဓမ္မတဝနေတရားနာယူခြင်း၌အာနိတန္တာအကျိုးတရားတို့သည်ပင်စီမေပင်စာဤမေဤမေပင်စာဤ၅ပါးတို့သည်
တရားနာခြင်းကြောင့်ရရှိတဲ့အကျိုးတရားဘယ်နှပါးမြတ်စွာဘုရား၅ပါးလို့ဟောလိုက်ပြီအဲ့၅ပါးကဘာတွေလဲမသိသေးဘူးလားဗျာသိသေးတယ်ကတမေပင်စတရားနာယူခြင်းကြောင့်ရရှိတဲ့အကျိုးတရား၅ပါးဆိုတာဘာတွေလဲအတုတံသူနာတိအတုတံမကြားနာအဖူးသေးသောတရားကိုသူနာတိကြားနာရတယ်ဟောတရားနာယူခြင်းရဲ့ရရှိခြင်းကြောင့်ရရှိတဲ့အကျိုးတရားကနံပါတ်1ကမကြားနာရသေးတဲ့တရားတွေကိုပိသက်ဘာဖြစ်တယ်ကြားနာရတယ်ကဲမှန်လားမလားနံပါတ်1နော်နံပါတ်2ကတုတံပရိယောဓာပေတိတုတံဉာဏအဖူသောတရားကိုပရိယောဓာပေတိယုံမာတန်တရားကဲကဲရှင်းရှင်းနဲ့ကြည်လင်စေတယ်တုတံပရိယောဓာပေတိတင်နားလည်ထားတဲ့တရားတွေကိုလည်းပဲပို့ပြီးတော့ပိုင်ပိုင်နိုင်နိုင်သိရှိနားလည်ခြင်းပို့ပြီးတော့သိရှိနားလည်ခြင်းဟုတ်လားမကြားဘူးတဲ့တရားတွေကြားဘူးတယ်ကြားဘူးပြီးတဲ့တရားတွေလည်းဟောလားထပ်မှန်ပြီးကြားလိုက်တော့ပို့ပြီးတော့ဟောလားရှင်းလင်းပြီးတော့ပိုင်ပိုင်နိုင်နိုင်မသိရဘူးလားဟုတ်ပြီကင်ခံဝိတရတိကင်ခံယုံမတွေ့တော်တဲ့ဝိသိကိစ္စကိုဝိတရတိကျော်လွန်တယ်အဲ့ဒါကဘာပြောတာလဲဆိုရင်ယုံမာတန်တရားပျောက်ကင်းနိုင်ခြင်းပိဋကနံပါတ်3ကပါတယ်တော့နံပါတ်4ကဒိဋ္ဌိဥဆုံးကရောတိဒိဋ္ဌိအယူကိုဥဆုံးဖြောင်းမဲ့အောင်ကရောတိပြုတယ်တဲ့ဒိဋ္ဌိဥဆုံးကရောတိအယူဝါဒမှန်ကန်ဖြောင်းမှတ်တယ်နံပါတ်4ကအယူဝါဒမှန်ကန်ဖြောင်းမှတ်တယ်သဘောပေါက်လားနံပါတ်5ကတော့စိတ်တမတ္တံပတိရတိစိတ်တမတ္တံပတိရတိအတ္တထိုပုဂ္ဂိုလ်အားအတ္တထိုတရားနာတဲ့ပုဂ္ဂိုလ်အားစိတ်တံစိတ်ကလေးသည်တရားနာလို့ရရှိတဲ့စိတ်ကလေးသည်ပတိရတိကြည်လင်တယ်တရားနာတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ကလေးဟာပရိသတ်စဉ်းစားကြည့်တော့ကြည်လင်သလားမကြည်လင်ဘူးလားဒါကြောင့်မို့လို့စိတ်တမတ္တပတိရတိအတ္တထိုတရားနာသောပုဂ္ဂိုလ်၏စိတ်တံစိတ်ကလေးသည်ပတိရတိကြည်လင်တယ်နံပါတ်5ကတရားနာခြင်းကြောင့်စိတ်ကလေးကြည်လင်ရခြင်းပိဋကနံပါတ်5ကပါတယ်တော့တရားနာဥကျိုးဘယ်နှမျိုးနံပါတ်1ကမကြားဘူးတဲ့တရားတွေကိုလည်းနံပါတ်1ဘာဖြစ်တယ်ကြားရတယ်နံပါတ်1ကမကြားဘူးတဲ့တရားတွေကိုလည်းကြားရတယ်နံပါတ်1နော်နံပါတ်2ကကြားဘူးပြီးသားဖြစ်တဲ့တရားတွေကိုလည်းပဲပိုင်ပိုင်နိုင်နိုင်နဲ့သိရှိနားလည်ရတယ်နော်နံပါတ်3ကယုံမာတန်တရားတွေပျောက်ကင်းနေတဲ့ပိဋကနံပါတ်3ဘာပျောက်ကင်းတယ်နံပါတ်4ကတော့အယူဝါဒမှန်ကန်ဖြောင့်မှတ်တယ်နံပါတ်4ကဘာလဲတော့နံပါတ်5ကတော့တရားနာတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ကလေးကြည်လင်တယ်နံပါတ်5ကဘာလဲတော့ဦးဇင်းတို့တရားဓမ္မပေါင်းတော်တော်ကောင်းတို့တွေဘေးကနေပြီးတော့ဟောလားတရားနာလို့ချင်းအကျိုးတရားဘယ်နှမျိုးရသလဲလို့မေးခဲ့လို့ချင်းဦးဇင်းကဒါဖြေနေအောင်လို့ဒါသင်ပြပေးလိုက်တာပေါ့ဗျာနော်တရားနာလို့ချင်းရရှိတဲ့အကျိုးတရားဘယ်နှပါးတယ်တော့5ပါးဘယ်နှပါးလဲကဲအလုံးလိုက်ဆိုကြည်လိုက်ရအောင်သူတော်တရားနာယူညာကမကြားသဘူးကြားရထူ၏ကြားဘူးတိမှန်ထမှန်၍ချင်းလွတ်ကင်းယုံမှာဖြောင်းသားအယူစိတ်ကြည်ဖြူသည်တရားနာယူကျိုး5မျိုးတည်းတရားနာယူခြင်းကြောင့်ရရှိတဲ့အကျိုးတရားဘယ်နှမျိုးလဲ5မျိုးရှိတယ်သဘောပေါက်ကြလားဒါတစ်မျိုးကတော့ဦးဇင်းတို့မဟာကဏ္ဍအောင်ကြောက်တိုက်နာယကရုပ်ဆရာတော်ကတော့သူကဆောင်းပုံလေးတစ်ခုပြန်ဆိုထားတယ်အဲ့ဒါလေးအလုံးလိုက်ဆိုကြည့်လိုက်ရအောင်တရားနာလျင်အပူစင်
ပညာအတိတုတိတာကျင့်မှမဲ့ဖို့ရမုတ်ချအထိုအကျိုးတရားနာလျင်အပူစင်ပညာအတိတုတိတာကျင့်မှမဲ့ဖို့ရမုတ်ချအထိုအကျိုးတရားနာလို့ချင်းဘာအကျိုးရတယ်လဲလို့ဆိုလို့ချင်းတရားနာလျင်အပူစင်တဲ့တရားနာလို့ချင်းမိမိရဲ့တဏ္ဍာမှာလောဘဒေါသမာမာနဣဒ္ဓမစ္စရိယအစရှိသောကိလေသာအပူတွေဘာဖြစ်တယ်ကင်းနေတဲ့နာနေတဲ့ချိန်လေးပေါ့နော်ပညာအတိတိုးတဲ့မိမိတို့တရားနာတဲ့အတွက်ကြောင့်မလို့အသိပညာလေးတွေမတိုးဘူးလားမသိတာလေးတွေသိရဘူးလားသိပြီးတာလေးတွေပို့ပြီးတော့ရှင်းရှင်းလင်းလင်းနဲ့ပိုင်ပိုင်နိုင်နိုင်နဲ့မသိရဘူးလားသိတဲ့တိုင်ကျင့်လို့ချင်းဘာရမယ်မဲ့ဖို့ရမယ်သိတဲ့တိုင်ကျင့်ရင်ပိဿဘာရမယ်ဒါကြောင့်မလို့တိတာကျင့်မှမဲ့ဖို့ရမုတ်ချအထိုအကျိုးတဲ့တိတာကျင့်မှတိတဲ့တိုင်ကျင့်မှဘာတရားရမယ်မဲ့ဖို့ရမယ်တဲ့ဒါကြောင့်မို့လို့ဟောလားဒါကတော့ဦးဇင်းတို့မာကန္နာဝနာကကျုပ်ဆရာတော်ကနေပြီးတော့ဆောင်ပုံလေးဆက်ထားတာဖြစ်တယ်နော်မြတ်စွာဘုရားတိုက်ရိုက်ဟောထားတဲ့တရားနာခြင်းကြောင့်ရရှိတဲ့အကျိုးတရား၅မျိုးကတော့အင်္ဂုတ္တပါဠိတော်ဒုတိယအောက်ဓမ္မတဝနသုတ်တံမှာဟောထားတာဖြစ်တယ်နော်ဒါကြောင့်မလို့အလုံးသောဓမ္မမေစီသူတော်စင်အပေါင်းတို့မိမိတို့တရားနာတဲ့အခါမှာငါတို့တရားနာယူခြင်းကြောင့်ရရှိတဲ့အကျိုးတရားဘယ်နှပါးတဲ့ကဲပြန်လိုက်ဆိုလိုက်ရအောင်သူတော်တရားနာယူညာကမကြားသဘူးကြားရတူ၏ကြားဘူးထိတိမှန်ထမှန်၍ရှင်လွတ်ကင်းယုံမှဖြောင်းသားအယူစိတ်ကြည်ပြူသည်တရားနာယူကြငါးမျိုးဒီဘယ်နှမျိုးတဲ့ရောကဲကံတော်ဆရာနာယကကျုပ်ဆရာတော်ရဲ့ဆုံးမလေးကလိုက်ဆိုလိုက်အောင်တရားနာလျင်အပူစင်ပညာအတိတုတိတာကျင့်မှမဲ့ဖို့ရမုတ်ချအထိုအကျိုးကဲဒါတရားနာခြင်းကြောင့်ရရှိတဲ့အကျိုးတရားပိဋကသဘောပေါက်လားသဘောပေါက်တယ်နော်အခုဘုရားတကားကြီးဟောလားနှစ်ဖက်သောမိဘများကိုအမှုထားပြီးတော့ဘုရားတကားကြီးဥပေါ်ထွန်းအောင်လို့ဘုရားအမကြီးဒေါ်ယူယူလတ်လို့မိသားစုတို့ကဒီကနေ့ဦးဇင်းတို့ဓမ္မကြာကျွေးရွာဦးကျောင်းစုတောင်းပြီးအရင်တော့ကတော့ကိုတော်မြင့်စီဒီလေးပေါ့ခုတော့ညံတော်မြင့်ညံတော်ဆင့်ပြီးတော့29တောင်းဟောလားစင်တူ29တောင်းဦးဇင်းတို့စီဒီတော်ကိုပူဇော်ကြတယ်ထီတော်တဲ့အတင်ပွဲကျင်းပပြုလုပ်ကြတယ်ဆိုတော့ဦးဇင်းတို့ဖျားတည်တယ်ပေါ့ပိသဘာတည်တယ်တစ်ချက်မှတ်မနော်တစ်ချက်မှတ်ထားဘာတည်တယ်ဘယ်မှာတည်မယ်ဖျားဘယ်မှာတည်မှာတော့ဘယ်မှာတည်ထားတမကြမြေကြီးပေါ်မှာလားတောင်ထိပ်ပေါ်မှာလားတောင်ကြားထဲမှာလားမြေပြင်မှာလားတောင်ထိပ်မှာလားတောင်ကြားမှာလားဖျားတည်တာ2မျိုးရှိတယ်ပိသဖျားတည်တာဘယ်နှမျိုးရှိတယ်ဟုတ်ပြီမြေပြင်မှာဖျားတည်တယ်တောင်ပေါ်မှာဖျားတည်တယ်တောင်ကြားထဲမှာဖျားတည်တာဖျားတွေတည်ထားတာတွေအများကြီးမတွေ့ကြဘူးလားတောင်ထိပ်မှာလည်းဖျားတွေတည်ထားတာမရှိဘူးလားတောင်ကြားတွေထဲမှာလည်းဖျားတည်တာမရှိဘူးလားမြေပြန့်တွေမှာလည်းဖျားတည်တာမရှိဘူးလားဟုတ်ပြီအဲ့လိုဆိုလို့ချင်းအဲ့ဒီဖျားတည်ုံလေးနဲ့တော့မပြီးကြလိမ့်နဲ့ဟုတ်လားနောက်ထပ်ဦးဇင်းတို့တရားဓမ္မတွေဖျားတက်စုပြန်တည်လိုက်ကြအောင်လို့ဖျားတက်စုဘာလုပ်မယ်အဲ့ဒီဖျားတက်စုပြန်တည်အောင်ဆိုတော့ဘယ်မှာတင်မလဲပေးသက်ဘယ်မှာတင်မယ်နှလုံးသားထဲမှာတင်ရမယ်ပေးသက်ဖျားဘယ်မှာတင်မယ်နှလုံးသားထဲမှာတင်ရမယ်ဦးဇင်းတို့ဒီမြေပေါ်မှာတည်ထားတဲ့ရုပ်ပွားစီရီတော်တွေတောင်ပေါ်မှာတည်ထားတဲ့ရုပ်ပွားစီရီတော်တွေတောင်ကြားထဲမှာတည်ထားတဲ့ရုပ်ပွားစီရီတော်တွေဟာဘေးအမျိုးမျိုးအန္တရာယ်မျိုးမျိုးကြောင့်ပိသက်မပြည့်စည်နိုင်ဘူးလားမှန်တယ်နော်ဟုတ်ပြီ
ဦးဇင်းတို့တရားဓမ္မပေါင်းသူတော်ကောင်းတို့ရဲ့နှလုံးသားထဲမှာဌာပနာထားပြီးတော့တည်ထားတဲ့ဖယားကြတော့ရုပ်ပွားတော်စင်တုတော်ကြတော့ဘေးအမျိုးမျိုးအန္တရာယ်မျိုးမျိုးနဲ့ကြုံတော်လဲပဲပျက်စီးနိုင်ရဲ့လားအဲ့လိုဆိုဦးဇင်းတို့တရားဓမ္မပေါင်းသူတော်ကောင်းတို့တွေမြေပြင်မှာရောတောင်ပေါ်မှာရောတောင်ကြားမှာရောဖယားတည်ယုံလေးနဲ့အားမရပဲနဲ့မိမိတို့ရဲ့ယင်တဲ့နှလုံးသားထဲမှာပါတီးအောင်မယ်ဖယားတည်ရအောင်မယ်အဲ့လိုဖယားတည်မှသာလျင်မိမိတို့ရဲ့နှလုံးသားထဲမှာဖယားတည်ထားမှသာလျင်မိမိတို့ဖယားတည်ထားကိုယ်ဝင်ခြင်းကြောင့်ရရှိတဲ့အကျိုးတရားတွေရမှာဖြစ်တယ်နော်ဒါကြောင့်မို့လို့ဟောလာဦးဇင်းတို့မြေပြင်မှာဖယားတည်ထားတဲ့ရုပ်ပွားတော်တွေစေတုတော်တွေတင်ထားတယ်ဆိုတာကဓမ္မသူတော်ကောင်းတို့တွေစဉ်းစားကြည့်လိုက်လေငရင်လှုပ်တော့မပြိုဘူးလားမပြည့်စည်ဘူးလားမြေပြင်မှာပဲဖြစ်ဖြစ်တောင်ပေါ်မှာပဲဖြစ်ဖြစ်တောင်ကြားမှာပဲဖြစ်ဖြစ်တည်ထားတဲ့ဖယားမှန်သမျှဒီဟောလာများသောအားဖြင့်ဘာဖြစ်သွားကြတော့မပြည့်စည်ဘူးလားနောက်ပြီးတော့ဟောလာရေတိုက်စားလို့ပြည့်စည်တာလေးလည်းမတွေ့ရဘူးလားဦးဇင်းဆိုလို့တခါမြင်လိုက်ရပါတယ်ဗျာစိတ်တော်မကောင်းဘူးသိလားယုံနှင်းပေါ့စီရီတော်ကြီးပေါ့တာဇနနာပဲဗျာတကယ်တတ်တော်တော်ကိုတတ်ပဲပါတယ်စီရီတော်ကြီးတခါတည်းရွှေအောင်လေးတဝင်းဝင်းနဲ့ဖြစ်နေတာပေါ့ဗျာအဲ့ဒါကြီးကဘာတိုက်စားပြီးပါသွားတာဘုံဆိုဟုတ်ကလားနှမျိုးစရာမကောင်းဘူးလားအမလေးခုချိန်မှာဘုရားတဆူတရားမယ်ဆိုရင်လွယ်ပါမလားသိန်းပေါင်း1000ကျော်လောက်ကုန်ကြခံပြီးတရားတာဟုတ်လားတော်တော်တန်တတ်တာတရားနဲ့မြန်လွယ်ပါမလားမလွယ်ဘူးတော်တော်ချီးကျူးစရာကောင်းတယ်နော်အဲ့ဒီဘုရားကြီးခုနဦးစင်းမြင်လိုက်တဲ့ဘုရားကြီးဆိုလို့ကြီးရည်တဲ့တခါတဲ့ကဘာတဲ့မျောပါသွားတော့ရွာသူရွာသားတွေကနေပြီးတော့ကြည်ပြီးတော့စိတ်မကောင်းဖြစ်ပြီးတော့တချို့မြိတ်မြဲတောင်ကြားတယ်နားလည်လားအဲ့ဒါကမြေပြင်ပေါ်မှာတည်ထားတဲ့ဘုရားကရေချောင်းမို့လို့ပိဋကဘာဖြစ်သွားပျက်စီးသွားတယ်ဟုတ်လားခုဟောဦးဇင်းတို့ခုငရင်လှုပ်လိုက်တော့ငရင်ချောင်းမို့လို့ဘုန်းကြီးဦးဇင်းတို့စဉ်းစားကြည့်လိုက်လေဘုရားတွေရုပ်ပွားတော်တွေစင်းနုတော်တွေဟုတ်လားကောင်းပြတ်သွားတာလို့နောက်ပြီးတော့ရုပ်စင်းနုတော်တွေယုန်နေဘာတော့ဦးဇင်းတို့စေတီတော်တွေဆိုလို့ချင်းတခါတည်းအုပ်ပုံကြီးလိုတခါတည်းပြိုကျသွားတာလို့မရှိဘူးလားအဲ့ဒါကမြေပြင်ပေါ်မှာနောက်ပြီးတော့တောင်ပေါ်မှာတောင်ကြားထဲမှာတည်ထားတဲ့ဘုရားတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲ့ဒါဟုတ်လားဘေးအမျိုးမျိုးအန္တရာယ်မျိုးမျိုးကြောက်တဲ့အခါမှာပျက်စီးသွားနိုင်တာမပျက်စီးနိုင်တဲ့ဘုရားတည်တာကတော့မိမိတို့ရဲ့နှလုံးသားယင်ထဲမှာဘုရားတည်ထားမယ်စေတီတည်ထားမယ်ယူပွားတော်လေးတည်ထားမယ်ဆိုလို့ချင်းတော့ပိဋကငရင်လှုပ်လည်းပဲပြိုရမလားရေတိုက်စားလို့လည်းပြိုရမလားဘယ်လိုအန္တရာယ်မျိုးအနှုတ်ဆက်မျိုးနဲ့ပဲကြုံဟုတ်လားပြိုပြက်သွားနိုင်ပါမလားအဲ့လိုဆိုလို့ချင်းဦးဇင်းတို့တရားတော်ပေါင်းသူတော်ကောင်းတို့တွေမိမိတို့အနေနဲ့မြေပြင်ရောတောင်ပေါ်ရောတောင်ကြားရောဖရားတွေတည်ထားသလိုမိမိတို့ရဲ့နှလုံးသားထဲမှာလည်းပဲဟုတ်လားဖရားမတည်သင့်ဘူးလားဖရားတည်သင့်တယ်ဒါကြောင့်မလို့ဟုတ်လားဘုရားတကာကြီးဥပေါ်ထုံအောင်လို့ဘုရားမကြီးတော်ယူယူလက်လို့မိသားစုတွေကမိမိတို့အနေနဲ့ဟုတ်လားမြေပြင်မှာဖရားစင်ပါမြေပြင်ပေါ်မှာဦးဇင်းတို့ဟုတ်လားစေတီတော်ကြီးတီထကိုးကွယ်ရုပ်ပွားတော်တီထကိုးကွယ်ရုံနဲ့အားမရပဲနဲ့မကျင်납ဖဲနဲ့နှလုံးသားထဲမှာလည်းဖရားမတီထားသင့်ဘူးလားဘယ်လိုရန်သူမျိုးမှဖြိုဖျက်လို့ပြတ်မသွားနိုင်တဲ့ရုပ်ပွားတော်စေတီတော်ဆိုတာကနှလုံးသားမှာတီထားမှဖြစ်တာပိဋကဘယ်မှာတီထားမှဖြစ်တာအဲ့ဒါလေးတော့ပိဋကမှတ်ထားသင့်ဘူးလားပထမဦးဇင်းတော့စဉ်းစားတယ်ပေါ့စီဒီเจ้าကိုတော့များများပြောမလို့နော်ဒါပေမဲ့လို့ဦးဇင်းနေနဲ့ကျမ်းမာရေးရပေါ့ဗျာအကြာကြီးမထိုင်နိုင်ဘူးဟုတ်ကလားခဏခဏဦးဇင်းဒါပြောဆိုပြီးတော့ဦးဇင်းဒါပြီးရမှာပေါ့နော်ဒါလေးကိုတော့နားလည်လို့တော့သိနေပေါ့နော်ဒါခုဦးဇင်းခုပြောလိုက်ပြီနံပါတ်1ကဘာအကြောင်းပြောလိုက်လဲဓမ္မအကြောင်းပိဋကဘာအကြောင်းနံပါတ်2ကတရားနာယူခြင်းကြောင့်ရရှိတဲ့အကျိုးတရားပြောလိုက်တယ်နော်ခုဦးဇင်းနောက်ထပ်3ခုမြောက်ကဘာပြောလိုက်တော့ဖျားတည်တဲ့အခါမှာမြေပြင်ပေါ်တောင်ကြားထဲမှာတီယုံတင်မကဘူးမိမိတို့ရဲ့နှလုံးသားထဲမှာယင်ထဲမှာဘာလို့ရမလဲဖျားတည်ရမယ်အဲ့ဒီလိုနှလုံးသားထဲမှာယင်ထဲမှာဖျားတည်ထားလို့ချင်းဘယ်လိုဘေးအန္တရာယ်မျိုးရန်မျိုးနဲ့ပဲတွေ့ဒီဖျားတင်နှလုံးသားထဲမှာဖျားတည်ထားတဲ့ဟာကရုပ်ပွားတော်စင်တုတော်တွေကပြိုပြက်သွားနိုင်မလားပျက်စီးသွားနိုင်ပါမလားပျက်စီးသွားနိုင်ဘူးဒါကြောင့်မလို့ဦးဇင်းတို့တရားပေါင်းသူတော်ကောင်းတို့တွေမိမိတို့အနေနဲ့ဖျားတည်တဲ့အခါမှာ
မြေပြင်တောင်ပေါ်တောင်ကြားတဲ့တေရာတွေမကဘဲနဲ့မိမိတို့ရဲ့နှလုံးသားထဲမှာလည်းပဲဦးဇင်းတို့တရားတော်ပေါင်းတော်ကောင်းတို့တွေရုပ်ပွားတော်စေတီတော်တွေပိသက်မတည်တင်ဘူးလားတည်ထားကြနော်ဟုတ်ကလားတည်ထားကြပါလို့ဦးဇင်းတော်တိုက်တွန်းနေပေါ့ဟုတ်ကလားဒါကြောင့်မလို့အလုံးသောဓမ္မမိတ်ဆွေသူတော်စင်ပေါင်းတို့မိမိတို့အနေနဲ့ရခဲ့လာတဲ့လူဘဝလေးရလာတဲ့အချိန်ခါလေးမှာမိမိတို့ရဲ့ဘဝလေးကိုဦးဇင်းတို့တော်ပေါင်းသူတော်ကောင်းတို့တွေစဉ်းစားကြည့်လိုက်လေမိမိတို့လာတော့ကဘယ်နှယောက်လာခဲ့တော့တယောက်တည်းလာခဲ့တာတေချာမှတ်တာပြန်တော့လေတယောက်တည်းပြန်ရမှာလာတော့လေတယောက်တည်းပြန်တော့လေတယောက်တည်းဆိုတော့လာတဲ့အချိန်ကတော့တယောက်တည်းလာပြီးတော့ပြန်တဲ့အချိန်ကလည်းတယောက်တည်းပြန်ရမှာဆိုတော့ဦးဇင်းတို့အာကုဇိုတွေကိုတော့မစုကြနဲ့အာကုဇိုရိတ်ခါတွေကိုတော့မစုကြနဲ့ဘာရိတ်ခါတွေမစုကြနဲ့ကုဇိုရိတ်ခါကိုများများစုကြပါတဲ့ပိဋကဘာရိတ်ခါကိုများများစုကြပါကုဇိုရိတ်ခါသည်မိမိတို့ရဲ့ဘဝတန်တရားမှာအားကိုးရာအားထားရာအစစ်အမှန်ဖြစ်တယ်နော်မိမိတို့ပိုင်ဆိုင်ထားတဲ့ပစ္စည်းဥစ္စာမှန်သမျှတို့သည်တည်လို့ချင်းပိဋကယူသွားလို့ရရလားစဉ်းစားကြည့်လိုက်မိမိရဲ့ခန္ဓာကိုယ်ကြီးတည်သွားလို့ချင်းမိမိပါသွားသလားမပါဘူးနော်တည်ကြလားနောက်ပြီးတော့မိမိတို့ရှာဖွေထားတဲ့ပစ္စည်းဥစ္စာတွေလည်းအတူတူပဲတည်သွားလို့ချင်းမိမိတို့ယူသွားလို့ရသလားမရဘူးဟုတ်လားမိမိတို့ထားတဲ့နေရာပဲပါဖြစ်မှာကြံနေခဲ့မှာဟုတ်လားအဲ့ဒီပစ္စည်းတွေကနေပြီးတော့မိမိတို့ကအနှစ်ထုတ်တဲ့အနေနဲ့ကုသိုလ်ကောင်းမှုများများပြုသွားရတယ်တဲ့ပိဋကဘာပြုသွားရတယ်ကုသိုလ်ကောင်းမှုများများပြုပြီးတော့အနှစ်ထုတ်ပြီးတော့ယူသွားရတတ်တယ်နော်ဒါကြောင့်မို့ဟုတ်လားဘုရားတကားကြီးဥပ္ပထွန်းအောင်လို့ဘုရားမကြီးဒေါ်ယူလတ်လို့မိသားစုတို့ကနေပြီးတော့ကုသိုလ်ကောင်းမှုတွေများစွာပြုကြတာတော့ဥစဉ်နေနဲ့အများကြီးဝမ်းသာပါတယ်ဟုတ်လားဘုရားတကားရဲ့မိဘများဖြစ်ကြတဲ့ဟုတ်လားဦးဇင်းတို့ဥပောလာလို့ဒိုင်ကမာကြီးဟုတ်လားဒေါ်ရွှေကြီးလို့ဓမ္မကြီးဒေါ်ရွှေရတော့တတ္တတရားကောင်းတယ်မကောင်းတယ်မပြောနဲ့ဦးဇင်းကိုတရားဝဲပင့်တာဘယ်တော့ပင့်တာမှတ်နေတော့ဒီမှာညံတော်မစင်ရသေးဘူးနားလည်လားညံတော်မစင်ရသေးဘူးဘုန်းကြီးပြားတယ်တပည့်တော်ညံတော်မြင့်မှာဗျာတဲ့28တော်မြင့်မှာတဲ့မြင့်လို့ချင်းတပည့်တော်ဘုန်းကြီးကိုတရားပွဲပင့်မှာဗျာတဲ့ကိုယ်စဉ်းစားကြည့်တယ်ဟာဓမ္မကြီးခင်ဗျာဘုရားညံတော်မမြင့်ရသေးခင်ဗျာတရားပွဲစောသီးကြိုပင့်တာဦးဇင်းကတရားပွဲတွေဆက်နေမှတ်နေဟုတ်လားသူအထင်ကြီးနေမယ်တကယ်တမ်းတော့ရှိလားမရှိပါဘူးဗျာနားလည်လားဒါမှဦးဇင်းဒါဟိုနည်းပြုလို့တော့မဟုတ်ဘူးဒါဦးဇင်းကမဖြစ်လို့ဟောတာသိလားဟိုနည်းဟောပြလို့တော့မဟုတ်ဘူးဗျာသိလားဦးဇင်းကောင်းမှုကျမ်းမာကြီးကနေလားငါလားသိပြီးတော့မကောင်းတော့ဦးဇင်းဒါဒကာရမတွေကိုဦးဇင်းညကိုနားထောင်ကြည့်တယ်ဒီမှာညီတော်မောင်တွေတရားဟောတယ်ဦးဇင်းနားထောင်တယ်ဘာတွေဟောတယ်လဲဦးဇင်းနားထောင်တယ်နားထောင်တဲ့အခါမှာသူတို့မဟောတဲ့ဟာကိုဦးဇင်းကငါပြောမယ်လိုအပ်ချက်လေးတွေပြောမယ်ဆိုပြီးတော့ဦးဇင်းဒီလိုဆန္ဒမျိုးနဲ့ပဲဦးဇင်းဒါဟိုစာပြောတာလည်းပြောရင်ပြောတရားဟောတာလည်းပြောရင်ပြောပေါ့ဗျာနော်တချို့ကြတော့လေဒါအောက်ခြေဖြစ်တဲ့ဒီစကားလေးတွေကြတော့တချို့ကြတော့မပြောဖြစ်ဘူးတချို့ကလွယ်လို့မပြောတာပေါ့နော်တချို့တော့လွယ်မယ်လို့လွယ်မယ်ထင်လို့မပြောတာပေါ့ဒါမဲ့တကယ်တမ်းကြတော့ဒကာဓမ္မတွေအနေနဲ့သိကြသလားဆိုရင်မသိကြဘူးနော်မသိတာကိုသိအောင်လုပ်ပေးတာပရိယတ္တိသာသနာတဲ့မသိတာကိုသိအောင်လုပ်ပေးတာဘာသာသနာမသိတာကိုသိအောင်လုပ်ပေးတာဥစဉ်တာပရိယတ္တိသာသနာဖြစ်တာပေါ့ဗျာနော်ကဲဟောလားဒကာကြီးဥပ္ပထွန်းအောင်လို့ဒကာမကြီးဟောလားဒေါ်ယူလာလို့မိသားစုတို့ကမိမိတို့နေ့စဉ်လစဉ်နှစ်စဉ်ကုသိုလ်ကောင်းမှုတွေကိုကြိုးစားပြီးတော့ပြုလုပ်ကြဖို့မလိုဘူးလားအလုံးသောဟောလားကြွားလာကြတဲ့ဓမ္မမိတ်ဆွေသူတော်စင်အပေါင်းတို့နေနေရလည်းပဲမိမိတို့ပိုင်ဆိုင်ထားတဲ့ပစ္စည်းဥစ္စာတွေကနေပြီးတော့တတ်နိုင်သမျှကုသိုလ်ကောင်းမှုတွေပြုလုပ်ရတဲ့သီလတွေလည်းပိဋကမဆောင်ထိန်သိမ့်ဘူးလားတရားတွေလည်းမနာသင်ဘူးလားနာသင်တယ်နာသင်တယ်ဟုတ်လားတရားတွေကိုလည်းမိမိတို့တတ်နိုင်သမျှအာမထုတ်သင်ဘူးလားအာထုတ်သင်တယ်ဒါကြောင့်မလို့ဦးဇင်းတို့အလုံးသောဘုရားတကာဘုရားမှာပေါင်းသူတော်ကောင်းတို့နေတယ်ကွာကြွားလာကြတဲ့ဓမ္မမိတ်ဆွေသူတော်စင်ပေါင်းတို့မိမိတို့ရရှိတဲ့ဘဝခန္ဓာကိုယ်လေးညီကုန်းမချုပ်ချင်မှာကုသိုလ်ကောင်းမှုတွေကိုများများစုပြီးတော့အများအတွက်ကောင်းအောင်ကြိုးစားသွားနိုင်အဆင်မပြေဘူးလားကိုယ့်အတွက်သိမ့်မကြည့်နဲ့နော်ပိဿဘု து အတွက်သိမ့်မကြည့်နဲ့ကိုယ့်အတွက်ကိုသိမ့်မကြည့်နဲ့ဘု து အတွက်ကြည့်မယ်အများအတွက်ကောင်းအောင်ကြိုးစားသွားရမယ်ဟုတ်လား
အဲ့ဒီစကားလေးကဘယ်သူကပြောတယ်လဲလို့ဆိုလို့ချင်းဦးဇင်းတို့ပါမောက္ခချုပ်ဆရာတော်ကြီးကမိန့်သွားတာနော်ပါမောက္ခချုပ်ဆရာတော်ကြီးကဗာမိန့်သွားတယ်ဆိုလို့ချင်းသူ့ကိုယ်သူဆုံးမတယ်တဲ့ဆရာတော်ကြီးကနော်ပါမောက္ခချုပ်ဆရာတော်ကြီးဆိုတာကဦးဇင်းတို့ဗမာနိုင်ငံမှာဆိုလို့ချင်းတော့နေတဆူလတဆူပေါ့ဗျာဘုရားတဆူလို့ကိုးကွယ်နေကြတာဟုတ်လားဆရာတော်ကြီးကသူ့ကိုယ်သူဆုံးမတာဆရာတော်ကြီးကဘယ်သူ့ကိုဆုံးမတာသူ့ကိုယ်သူဆုံးမတာဘယ်လိုဆုံးမတယ်လဲမလို့သူဟုတ်လားငါတီးတဲ့စိတ်ထားဖြူစင်အောင်ထားမယ်ငါတီးဘာဖြူစင်အောင်ထားမယ်ငါတီးတဲ့အများအတွက်ကောင်းအောင်ကြိုးစားမယ်ငါတီးဘာတဲ့ကဲဗျာမကောင်းဘူးလားကောင်းတယ်ဒါကြောင့်မလို့တချို့ကလောက်ကြပါတယ်အများအတွက်ဆိုပြီးတော့မလောက်ကြဘူးလားပြီးဆိုလဲလောက်တာများတယ်ကောင်းအောင်ကြိုးစားတာလောက်တာမရှားဘူးလားရှားတယ်ဒါကြောင့်မလို့အများအတွက်လောက်တဲ့အခါမှာပိဿဘယ်လိုလုပ်ရမလဲကောင်းအောင်ကြိုးစားပြီးတော့လုပ်ရမယ်ဘာလုပ်ရမလဲကောင်းအောင်ကြိုးစားပြီးတော့လုပ်ရမှာဖြစ်တယ်နော်ကဲဟုတ်လားကဲဘုရားတကားကြီးဟုတ်လားနှစ်ဖက်သောမိဘများကိုအမှုထားပြီးတော့ဘုရားတကားကြီးဟုတ်လားဥပေါ်ထုံးအောင်လို့ဘုရားမကြီးတော်ယူလက်လို့သာသမီမြေတို့ကနေပြီးတော့ပသိမ်ကြီးမြို့နယ်ဦးဇင်းတို့ဘိုလာကောင်အုပ်စုဓမ္မကြကြီးရွာစုတောင်းမြေသမိုင်းဝင်သိမ်စီတို့မြတ်ကြီးညံတော်စစ်ညံတော်မြင့်ဦးဇင်းတို့ဟုတ်လားနောက်ပြီးတော့ဗာတော့ရွှေထီးတော်တင်ကြတဲ့အခါမှာမတင်ခင်လေးအကျိုးဓမ္မသဘင်အနေဖြင့်ကျင်ပါပြုလုပ်တဲ့အခါမှာဥစဉ်နေနဲ့အဓိကဟောခဲ့တဲ့ပြောခဲ့တဲ့တရားလေးကတော့ဓမ္မအကြောင်းပိဿနံပါတ်1ကဘာအကြောင်းနံပါတ်2ကတရားနာယူခြင်းရဲ့အကျိုးတရားနံပါတ်2ကဘာလဲတော့နံပါတ်3ကဖျားတည်တဲ့အခါမှာဘယ်နှမျိုးတရားမှာလဲ2မျိုးတရားမယ်ပိဿဘယ်နှမျိုးတရားမယ်ဘယ်မှာတရားမယ်မြေပြင်ပေါ်တောင်ကြားထဲမှာဖျားတည်သလိုမိမိတို့ရဲ့နှလုံးသားရင်ထဲမှာလည်းပဲဖျားတည်ပြီးတော့ပူဇော်နိုင်အောင်ကိုးကွယ်နိုင်အောင်ဦးဇင်းတို့မလုပ်ရမယ်ထားရမယ်သဘောပေါက်လားဦးဇင်းနော်သဘောပေါက်တယ်နော်ဒါလေးကိုအားလုံးဦးဇင်းဒါအထူးအပြင်ဒါပြောကြခြင်းပဲဖြစ်ပါတယ်ပေါ့နော်ဟောကြားခြင်းပဲဖြစ်တယ်ပေါ့နော်ဒါဟောလားဘုရားတကားဘုရားမှာမိသားစုတွေနဲ့ကြောက်လာကြတဲ့ဓမ္မမေစီသူတော်စင်ပေါင်းတို့မိမိတို့ဒီလှူတဲ့တန်းတယ်ဆိုတဲ့အခါမှာလည်းပဲလှူဖို့တန်းဖို့ရန်အတွက်ကလည်းလွယ်တဲ့ကိစ္စလားမလွယ်တဲ့ကိစ္စလားသိန်းပေါင်းခင်ဗျာ1000ကျော်ကုန်လာဆိုတော့ဦးဇင်းတို့သိန်းပေါင်း10ခန်းနဲ့ရာခန်းတော့လွယ်ပါမလားတော်တော်တန်တဲ့စီရနာနဲ့များမလွယ်ဘူးဟုတ်ကလားမိမိတို့ကသူများကနေပြီးတော့လှူဒန်းတယ်ဆိုလို့ချင်းမိမိတို့အနေနဲ့ဘာဖြစ်ရမှာမုဒိတာပွားရမှာပိဿဘာပွားရမယ်ဘယ်လူချင်းတဲ့နေရာလူမိမိကနေပြီးတော့ဝမ်းမြောက်ဝမ်းသာဖြစ်ရမှာဘာဖြစ်ရမယ်ဝမ်းမြောက်ဝမ်းသာဖြစ်ရမယ်ဟုတ်လားအဲ့ဒါကိုတချို့ဝမ်းမြောက်ဝမ်းသာမဖြစ်နိုင်လို့ချင်းတော့အဲ့ဒါအကုတ်အတွက်ကဘာဖြစ်သွားတော့အာကုစုဖြစ်သွားတယ်အာကုစုအဖြစ်မခံနဲ့ဘာမှဖြစ်ခံနဲ့လေတော့မိမိတို့ကအလှူဒါနပြုလို့တဲ့အခါမှာအလှူဒါနမြောက်အောင်ဆိုတဲ့အရာဥထွက်တယ်လွယ်ပါမလားအဲ့လိုဆိုလို့ချင်းအရှင်ပြအလှူဒါနတခုဖြစ်မြောက်ဖို့ရန်အတွက်အင်္ဂါရက်တွေကဘယ်နှပါလောက်များရှိစလဲလို့မသိသင့်ဘူးလားအလှူဒါနပြုလို့ဖို့ရန်အတွက်ပြည့်စုံရမယ်အင်္ဂါကလည်း3ပါးရှိတယ်ပိဿဘယ်နှပါးရှိတယ်ပိဿဘယ်နှပါးရှိတယ်အလှူဒါန5ဖြင့်ကွာဘုရားကြီးကိုညံတော်မြင့်ရင်လိုက်တာဆိုပြီးတော့စိတ်တရားနေညှင့်ပြီးတော့တတ္တတရားနံပါတ်1ကတတ္တတရားတော်ရှိပါတယ်နံပါတ်2ကပစ္စည်းငွေမရှိလို့ချင်းဦးဇင်းတို့အလှူဒါနမြောက်ပါမလားအဲ့ဒါလေးတွေမှတ်ထားအောင်နော်ဟုတ်လားအဲဆိုကတော့ဆိုကြပါတော့ပစ္စည်းဥစ္စာတွေကတော့ပေါ်ပါတယ်ဒါပေမဲ့လူချင်းတန်းရင်တဲ့စိတ်ကမရှိဘူးဆိုလို့ချင်းねဘုရားကြီးညံတော်မြင့်နိုင်ပါမလားမမြင့်နိုင်ဘူးနော်နောက်ပြီးတော့ကဲဟောမိမိကြည်ညိုတဲ့ပုဂ္ဂိုလ်အလူကံပုဂ္ဂိုလ်ကလည်းမရှိဘူးအလူကံပုဂ္ဂိုလ်မရှိဘူးဟောလားလူဝဲဝတ္ထုပစ္စည်းရတော့ငွေရတော့ပေါ်တယ်လူချင်းတန်းချင်းတဲ့စိတ်ရှိတယ်အလူကံပုဂ္ဂိုလ်မရှိဘူးဆိုလို့ချင်းလည်းပိဿအလူဒါနမြောက်ပါမလားမမြောက်ဘူးအဲ့လိုဆိုလို့ချင်းရှင်ဗျာအလူဒါနမြောက်ဖို့ရန်အတွက်အင်္ဂါဘယ်နှပါးပြည့်စုံရမယ်အင်္ဂါ3ပါးပြည့်စုံရမယ်ပိဿဘယ်နှပါးပြည့်စုံရမယ်အဲ့ဒါဘာလဲဆိုလို့ရင်နံပါတ်1ကတတ္ထာတရားနံပါတ်1ကဘာတရားနံပါတ်2ကပစ္စည်းဝတ္ထုနံပါတ်2ကဘာလဲတော့
နံပါတ်3ကအလူကံပုဂ္ဂိုလ်နံပါတ်3ကဘာပုဂ္ဂိုလ်အဲ့ဒီအင်္ဂါ3ပါးပြည့်စုံမှအလူဒါနမြောက်တာအင်္ဂါဘယ်နှပါးပြည့်စုံမှအလူဒါနမြောက်တာလဲအင်္ဂါ3ပါးပြည့်စုံမှအလူဒါနမြောက်တာဆိုတော့ခုကဲဖျားတကာဥပေါ်ထွန်းအောင်လို့ဖျားအမကြီးဟောလိုက်ရန်မာကြီးကျောင်းမကြီးဒေါ်ယူလာလို့မိသားစုတို့ကနေပြီးတော့လှူခြင်းတန်းခြင်းတဲ့စိတ်လည်းမရှိဘူးလားလူချင်းတန်းရင်တဲ့စိတ်ရှိသေးလျောက်ပဲပစ္စည်းဥထုကလည်းငွေကြီးပိုက်ဆိုင်ရလည်းမပြည့်စုံဘူးလားအလူကံပုဂ္ဂိုလ်လည်းမရှိဘူးလားဟောအင်္ဂါ3ရက်နဲ့ပြည့်စုံတော့မိမိလှုပ်ခြင်းနဲ့ဖယားကိုတော်ပြကနေပြီးတော့28တောင်ပြည့်ညံတော်မြင့်ပြီးတော့ညံတော်မစစ်နိုင်ဘူးလားကဲအလုံးလဲဆိုကြည့်လိုက်အောင်ဗျာအလုံးလဲဆိုကြည့်လိုက်မယ်တစ်မာတတ္တာတဖြာပစ္စည်းတနည်းလူခံသုံးတန်အင်္ဂါပြည့်စုံပါမှဒါနပါရမီပြည့်ဖြိုးစီလေတစ်မာတတ္တာတဖြာပစ္စည်းတနည်းလူခံသုံးတန်အင်္ဂါပြည့်စုံပါမှဒါနပါရမီပြည့်ဖြိုးစီလေဒါလေးကိုမြတ်စွာဘုရားဘယ်မှာဟောထားတော့ဆိုတော့အင်္ဂုတ္တပါဠိတော်ပထမအုပ်ခုနဦးဇင်းပြောတာဒုတိယအုပ်နော်ခုအင်္ဂုတ္တပါဠိတော်ပထမအုပ်မှာတမ္မုခိဘာဝသောဆိုပြီးတော့မြတ်စွာဘုရားဟောထားတာဟုတ်ကလားဦးဇင်းအကြာကြီးတော့မပြောတော့ဘူးပေါ့နော်ဒါအလုံးဦးဇင်းချုံပြောလိုက်တာဟုတ်လားပါဠိတော်ဆိုတာကတော့တိဏ္ဏဘေခွေတမ္မုခိဘာဝတတ္တောကုလဗုဒ္ဓဘုံပုညံပတ္တဝတိအစရှိသေးပြောနော်ဒါပါဠိတော်ကဒီလိုလာတာဒါဦးဇင်းနေပြီးတော့ဆောင်းပူလေးလုပ်ပြီးတော့ဟုတ်လားအလူဒါနမြောက်ဖို့ရန်အတွက်အင်္ဂါဘဏ္ဍပါပြည့်စုံရမယ်3ပါးပြည့်စုံရမယ်နံပါတ်1ကဘာရှိရမယ်တတ္တာတရားရှိရမယ်နံပါတ်2ကဘာရှိရမယ်ပစ္စည်းဥထုရှိရမယ်နံပါတ်3ကဘာရှိရမယ်အလူကံပုဂ္ဂိုလ်ရှိရမယ်အဲ့ဒီအင်္ဂါ3ပါးနဲ့ပြည့်စုံလို့ချင်းပိဿဘာဖြစ်တော့အလူဒါနမြောက်တယ်ဘာပဲလှူခြင်းအလူဒါနမမြောက်ဘူးလားမြောက်တယ်ကဲဥစဉ်ဒီနေ့ပြောလိုက်တာကဘယ်နှချက်လဲ4ချက်မှတ်မိကြရဲ့လားနံပါတ်1ကဓမ္မအကြောင်းနံပါတ်2ကတရားနာယူခြင်းရဲ့အကျိုးနံပါတ်3ကဖရာတေရာ2မျိုးနံပါတ်4ကအလူဒါနမြောက်ဖို့ရန်အတွက်အင်္ဂါ3ပါးသဘောပေါက်ကြပြီလားသဘောပေါက်ကြပါပြီနော်ဒါတော့ဆိုရင်တော့အာလုံးဒါရံပေါက်သူတော်ကောင်းတို့တွေကျင့်납ပြီးတော့ကျင့်납ကြပါလို့ဦးဇင်းနေနဲ့နော်ဒါတရားပွဲလေးသိရအောင်ဟုတ်လားဣမံဓမ္မဒေသနာဤတရားဒေသနာတော်မြတ်ကြီးကိုဒုနန္ဒနာယုမတ္တကြကုန်သောတုံမေသင်္တရားနာပရိသတ်ပေါင်းသူတော်ကောင်းတို့သည်အာတနောမိမိဤတန္တာနေတန္တာ၌ဥပ္ပန္နံဖြစ်ပေါ်၍နေသောကိုယ်တလံဒါနသီလဘာဝနာတည်းဟုသောကုသိုလ်ကောင်းမှုတွေကိုဝိပသိတဝအိစ္ဆာဒုက္ခအနတ္တအပြင်လက္ခဏာ၏၃ပါးကိုဆင်ញင်ကရှုမှတ်ပွားများ၍ခိဗ္ဗံလေမြတ်စွာဝိမု ക്തി ဒုက္ခရတ္တဘူချမ်းသာကိုသစ္စေကရွန်တုကောင်းစွာမသွေမျက်မှောက်ပြုနိုင်ကြပါစေကုန်သတည်းကဲအားလုံးမိမိတို့ယနေ့ပြုတဲ့ကုသိုလ်ကောင်းမှုတွေရောရင်ကပြုခဲ့တဲ့ကုသိုလ်ကောင်းမှုတွေရောကုသိုလ်ကောင်းမှန်သမျှတွေကိုမိမိတို့ကိုယ်ဆောင်တက်ကစားပြီးတော့အားလုံးသောသုံးသရဘုံမှာကျင်လည်နေတိုင်းကြတဲ့အားလုံးသောနတ်တွေကိုဦးဇင်းတို့မေတ္တာမျှတမ်းပေးဝေရအောင်ကဲအားလုံးလိုက်ဆိုလိုက်မယ်ဣဒံမေပုညံနိဗ္ဗာနတ္တပစ္စယောဟောတုအရှင်ဖယားဖယားတပည့်တော်မတို့သည်1389ခုနှစ်တပူရဲလာဇံညအချိန်ညကောင်းချိန်၌သူတောင်းပြေသမိုင်းဝင်စေတီတော်မြတ်ကြီးဤဉာဏ်တော်ဆင်းဖယားထီတော်အသစ်ကိုတင်တော်မူရာအခါသမယ၌
တင်တော်မူခြင်းကိုအကြောင်းပြု၍အကျိုးဓမ္မတပင်စင်ရင်ကျင်းပပြုလုပ်ကြရာအခါ၌တပည့်တော်မတို့သည်လူတန်းရသောဒါနကုသိုလ်တရဏဂုံသုံးပါးနှင့်တကွာအင်္ဂါ၅ပါးနှင့်ပြည့်စုံသောသီလတော်မြတ်ကိုကျင့်သုံးခံယူစောင့်တည်ရသောသီလကုသိုလ်တရားတော်ကိုတရားကြည်ပြုနာယူမှတ်သားရသောဓမ္မတဝနာဘာဝနာကုသိုလ်မိမိတို့၏ယုံနာခန္ဓာသည်မမြဲသောအနိစ္စသဘောဆင်းရဲသောဒုက္ခသဘောအဆုမရသောအနတ္တသဘောဤသို့အားဖြင့်လက္ခဏာ၏သုံးပါးတို့ကိုတက္ကနာများဖြစ်စေစင်ခြင်းပွားများရသောဘာဝနာကုသိုလ်ဤကုသိုလ်ကံစေရနာအဖျားဖျားတို့သည်ဥနာသေး၏ဒုက္ခဘေးတို့မှာကဲလွတ်ရမှန်ငြိမ်းရမှန်ညနိဗ္ဗာန်၏အာကောင်းသောအထောက်အပံ့ဖြစ်ပါစေဖရာဤကောင်းမှု၏အဖို့ဘာကကိုဆောင်နတ်ကအစထား၍သုံးသက်တပုံ၌ကျင်လေကြကုန်သောလုံးစုံများစွာတတ္တဝဝိနိယအနန္တတို့အားအမြတ်ပေးဝေပါကုန်၏အမြတ်ပေးဝေပါကုန်၏အမြတ်ပေးဝေပါကုန်၏အမြတ်ရ၍ကိုယ်စိတ်နှပြဝမ်းသာကြသည်ကိုယ်စိတ်နှပြချမ်းသာကြသည်ဖြစ်ကြပါစေသောအလုံးကြာကြာသမျှအမြတ်ပြုတော်မူကြပါကုန်သောသာဓုသာဓုကြာသမျှအမြတ်ပြုတော်မူကြပါကုန်သောခင်ဘုရားဒိဋ္ဌံကဒါနသီလဘာဝနာဆိုသောကောင်းမှုကုသိုလ်ရှာကောင်းစုပြုတဲ့ပြည်နိဗ္ဗာန်မဖို့ရတော့ရပါစေသာလူကင်းဘုရားဒိဋ္ဌံကဒါနသီလဘာဝနာဆိုသောကောင်းမှုကုသိုလ်ရှာ
ပြည့်ရပြီနိဗ္ဗာန်မဖို့ရတော့ရပါစေသာ ပထဝီမြေကြီးတတ်တည်ဖြစ်ပါစေသာဤသူလူရသောကုသိုလ်ကောင်းမှုစုစုတို့သည်နတ်လူသားတို့သုံးချိန်ခေါ်စေသာဤသို့ပြုရာကုသလဒါနဟုသမျှမဟာပထဝီမြေကြီးတတ်တည်ဖြစ်ပါစေသာဤသို့လူရသောကုသိုလ်ကောင်းမှုစုစုတို့သည်နတ်လူသားတို့သုံးချိန်ခေါ်စေသာလူနတ်မြမချမ်းသာဟုသမျှတောင်းတလူခြင်းမဟုတ်ပါနိဗ္ဗာန်ထောက်ပံ့ဖြစ်စေသာတမယာဆိုသောဝေဩကမလူကင်ယမတန်နိဒုက္ခနိဗ္ဗာန်ရွှေပြည်ရောက်ရစေသာလူနတ်မြမချမ်းသာဟုသမျှတောင်းတလူခြင်းမဟုတ်ပါနိဗ္ဗာန်ထောက်ပံ့ဖြစ်စေသာတန်မြာဆိုသောဝေဩကမလူကင်ယမတန်နိဒုက္ခနိဗ္ဗာန်ရွှေပြည်ရောက်ရစေသာနိဗ္ဗာန်ထောက်ပံ့ဖြစ်စေသာတန်မြာတွေကလွတ်စေသာနိဗ္ဗာန်ထောက်ပံ့ဖြစ်စေသာတန်မြာတွေကလွတ်စေသာနိဗ္ဗာန်ထောက်ပံ့ဖြစ်စေသာတန်မြာတွေကလွတ်စေသာနိဗ္ဗာန်ထောက်ပံ့ဖြစ်စေသာတန်မြာတွေကလွတ်စေသာနိဗ္ဗာန်ထောက်ပံ့ဖြစ်စေသာ